你看bien了。我တပုံတပုံလောက်ရိုက်လို့ရမလားကျွန်တော်သိလို့လားဟောမနှောပါနဲ့ဆရာရဲ့ဆရာလိုနာမည်ကြီးထိုင်တာတက်ကိုကျွန်မသိတာပေါ့ကျွန်တော်မေးနေတာကျွန်တော်ဒီကိုတစ်ခါမှလည်းမရောက်ဘူးဒီမှာတစ်ခါမှလည်းမရိုက်ဘူးဘယ်လိုလုပ်သိဆရာအိမ်နိုင်ကိုကျွန်မကြည့်ဘူးလေအခုလိုအပြင်မှာတွေ့ရလေအိမ်ရဝမ်းသာပဲရှေးရုပ်ကလေအနုပညာဝါနာပါရဲ့တော့ရွှေရုပ်ခလားနာမည်ပြည့်စုံကတော့ရွှေရုပ်လွာတဲ့အဲ့ဒါကိုပေးထားတာအမေပေးထားတဲ့နာမည်ကတော့အေးစိန်ပါတယ်နင်ကမင်းသမီးဖြစ်ချင်တာမဟုတ်ပါဘူးမင်းလေးဖြစ်ချင်တာမဟုတ်ဘူးစက်ကားထဲမှာလေပါရရင်ပြီးရောဓာတ်ပုံရိုက်မှာမလားအဲ့ဒါကျွန်တော်ရိုက်ပေးမယ်နော်ဟုတ်ကဲ့ကျေးဇူးပါအစီနည်းနည်းတိုးလိုက်ပါနည်းနည်းကက်လိုက်လိုက်ပဲ1 2 3 1 2 3ရပြီရကျေးဇူးတင်ပါတယ်ဆရာဒီကျုံးမှာလေစကားရရင်လှမ်းမနေရလေရှင်းသိတယ်တော့လိုက်ပြပေးမယ်လေကျွန်တော်လိုပြောမှာနော်ဟုတ်ကဲ့ကျေးဇူးဟုတ်ကဲ့ကိုယ်ကောင်ရှင်အစီဒီလိုနေရာမျိုးမှာဒီလိုအချောလာတွေရှိသားပဲနော်ထင်တော့မထင်တာဘူးဟဲ့အလုတ်လာခေါင်းထဲမှာအလုတ်ကိုပဲထည့်တယ်မနေ့ကညဘယ်နေရာလဲလှတွားကြည့်ဖို့တော့ပြင်ဆင်တာဟာရှာစရာမလိုတော့လေခုနတိုက်ပြမဲ့လူရှိသွားပြီလေအော်မင်းတို့ရေနော်အားလုံးမတော့ပဲလူတွေအားလုံးမနေစေအချစ်ချောင်းယူပြီးအချစ်ချောင်းဆွေးရတယ်